ဆိုင်မရပါနော်ရင်ကြီးမသိတော့ဘူးလား Only could stay right thereပြီးတော့ဒီဘက်ကလည်း back line ကိုယူလိုက်ချင်တယ်ကဲဒါက crash drive လေးပြန်ပြီးပေးနေတယ် play နဲ့ 1v1 overthrow ကို follow air strike ပြန်ပြီးတော့ပြတဲ့နောက်က damage တွေအောက်မှာ Messi front limitation ထပ်ပြီးတော့ရှိနေစေပဲဗျာနောက်မှလည်း 4v5 situation 3 ရတာ crash overthrow မရှိတော့ဘူးဆိုတော့ကဲဒါက stage နဲ့ back line ကိုသူ့ပြန်ပေါင်းပြီးတော့ offensive Nico 3 minute watch ပြတယ်哦 Lina လောထပ်ပြီးတော့အဆုံးNow shut down came by Yin. 2 man down. Top big at the place the Alma Jama came by Yin to 3 man down. She didn't get a massive can do it, but 4 for the one. ဒီလိုပြသုံးအောင်ပြန်ရပါတယ်တော့ဘာတော်နေချခဲ့ပူရအမ်နဲ့ပြန်ကိုပြီးတိုက်လိုက်တာလေးကိုဝဲတက်သွားတာဗျာ ဒီမှာဝဲတက်နေရဲ့လေတမီးကကူညီလိုက်ပြီနော်မင်း7တက်ပြီးတော့ down 10 number 2ကို6 5တောက်တော့မယ်ဟဲ့တိုက်ထုံးနေရမျက်စိတယောက်တည်းကာဖို့တော့တင်တယ်ဆိုပါ game number 2ကိုလည်း 1G ထပ်ပြီးတော့ရယူသွားခဲ့ပါပြီ ဗဒေတပေါင်းကတော့ကျွန်တော်